မင်္ဂလာပါခင်ဗျစวัสดีครับဒီနေ့ကျွန်တော်တို့ကန်ချီသွားမှာဖြစ်ပါတယ်ဟာလန်နန်ဆိုတဲ့ကန်ချီသွားမှာဖြစ်ပါတယ်အန်နမ်ဘစ်ပေါ့နော်အားလုံးပဲလိုက်ကြည့်ကြပါဦးခင်ဗျာကျွန်တော်တို့အခုမြို့ထဲနေဆက်ထွက်ပါပြီပတိုနန်းနေပြီးတော့ဒီမိုးပြန်လမ်းမပေါ်ကြီးတက်လာပါပြီဒီမိုးပြန်တက်လာပေါ်နေပြီးတော့ကျွန်တော်တို့သွားပါပြီခင်ဗျာကားကတော့3နာရီကျော်လောက်တော့စီးရပါတယ်ကျွန်တော်တို့မနေ့6နာရီနေစထွက်တာပါမနေ့6နာရီနေဟို9နာရီကျော်လောက်မှကျွန်တော်တို့ရောက်တာပေါ့နော်ဒီဖတ်တရားနဲ့လမ်းကြောင်းထက်တော့နည်းနည်းပိုဝေးတယ်ပေါ့နော်ဖတ်တရားတော့ခဏခဏရောက်ဖြစ်ပြီးမြဒီနေရာလေးကတော့အခုပထမဆုံးအချိန်ဖြစ်တယ်ပေါ့နော်တငငချင်းနဲ့ခေါ်လို့သွားဖြစ်တာပါကျွန်တော်တို့တငငချင်း10ယောက်ကျော်သွားတာပေါ့နော်အားလုံးလိုက်ကြည့်ကြပါဦးဗျာတငငချင်းနေနဲ့သွားတဲ့အတွက်ကြောင့်မို့လေးတချင်းနေပြပြပါတီဆိုရင်နဲ့သွားပါတယ်ဗျာဒါလေးကတော့ကျွန်တော်တို့လန်ခီတဝက်တော်စွန်းလာပြီပေါ့နော်ကျွန်တော်တို့အခုမြင်နေရတဲ့တောင်တန်းလေးတွေတောတောင်လေးတွေတဘာဝချူကင်လေးတွေအရန်ကိုလာပါပါတယ်ဒီမြို့ပြနဲ့အဝေးဆိုတော့ဒီစိတ်ထဲမှာကြည်လင်အေးမြကျွန်တော်တို့မနေ့နိုးလာတဲ့နဲ့ဘန်ကောက်မှာကားတန်းစံကေတန်နေနဲ့မဟုတ်ဘဲနဲ့ဒီနေရာလေးကကြတော့ကျွန်တော်တို့ထမင်းစားနာတဲ့နေရာလေးပါထမင်းစားနာတွက်လက်သွားလို့ရတဲ့နေရာလေးပေါ့နော်ပြီးတော့ခီးချက်ဆက်ပါတယ်မိသားစုနဲ့သွားတယ်ဖြစ်တဲ့ငချင်းနဲ့သွားတယ်ဖြစ်ပိုကောင်းမှာပေါ့နော်တယောက်နှစ်ယောက်သွားမှဆိုရင်နည်းတော့ပြင်းမှာပါဒီနည်းနည်းရှည်တော့လေအတောင်တန်းလေးတွေနဲ့အခုမြင်ရတဲ့တောင်တန်းလေးတွေငုံဝပန်းလေးတွေနဲ့အရန်ငါပါပါတယ်ဗျာလန်ခီတစ်ချက်ခေါ်တော့တတရရပြပြကျူပါပဲကားတွေလည်းနေပါတယ်ကျွန်တော်တို့သွားတာကတော့ Sunday မှသွားတာပေါ့နော်မနေ့ပန်းကြတော့လူသိမရှိပါဘူးကျွန်တော်တို့နေ့ကင်းပန်းနေရောက်တော့လေဒီနေခန်းတွေကတော့လာကြတယ်တော်တော်များ